exposure ပေါ့နော် exposure ကပါတယ်အဲဆိုရင်ကျွန်မနဲ့ဒီလိုတစ်ချက်ကြည့်ရအောင်ကျွန်တော် exposure ဆိုတာကကြတော့ကျွန်တော်ပတ်ဝန်းကျင်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပြီးတော့ကိုယ့်ရဲ့ဒီအနည်းဆက်ဆုံးရှိနေတဲ့အရာတွေအကုန်လုံးကိုကအထီးတွေ့များလို့ဘာသာစကားလေ့လာတဲ့အခါမှာကိုနဲ့ဒီဘာသာစကားနဲ့အထီးတွေ့များလို့ဖန်တီးတဲ့သဘောမျိုးကိုပြောတာပါကျွန်တော်ဒီအခု environment မှာဆိုလို့ရှိရင်တွေ့နိုင်တာကလေးတွေတော်တော်များများကလူကြီးတွေပို့ပြီးတော့ဘာသာစကားလေ့လာတဲ့အခါမှာပို့ပြီးရှေ့ရောက်လာတာတွေ့ရတယ်ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီငယ်ရွယ်တဲ့အချိန်ကလေးက exposure ကိုများများရအောင်လို့ပြောထောင်မိထားခဲ့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ပို့ပြီးတော့သူတို့ကဒီဘာသာစကားလေ့လာတဲ့အခါမှာအထူးသဖြင့်ဒီစကားပြောတဲ့ communication လုပ်တဲ့အခါမျိုးမှာပို့ပြီးတော့လွယ်ကူပြီးတော့မြန်ဆန်ရာကိုတွေ့ရတာဖြစ်ပါတယ်ဒါဆိုရင်ကိုကအသက်အရွယ်တစ်ခုရောက်နေပြီဒီကလေးတွေကပြောနိုင်အောင်လားဆိုပြီးတော့အားငယ်နေကြမှာမပါဘူးကျမတို့ exposure ရအောင်လို့လေ့ကျင့်ယူလို့ရပါတယ်ဒါဆိုရင်အရင်ဆုံးကိုကအဲ့ exposure ကိုဘယ်လိုမျိုးရှာမလဲကျမတို့တစ်ခါတည်းကြရင်တော့တချို့က real environment ရှိရပေါ့နော် real environment ဆိုတော့ကိုကအဲ့ဒီဘာသာစကားကိုပြောတဲ့နိုင်ငံမှာရှိရဲမွေးဖွားရဲအဲ့လိုလူမျိုးတွေဆိုရင်တော့ဒီ exposure ကတီးတန့်ရေးရှားစရာလို့ပေါ့နော်သူတို့အတွက်ကတော့အများကြီးကန်ကောင်းနေကိုပတ်ဝန်းကျင်မှာလည်းစကားပြောနေတဲ့လူတွေရှိရတဲ့ကြောင့်မို့သူတို့အတွက်ကဒါအမြဲနားယူဝါနေတဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုကကြတော့အဲ့ဘာသာစကားပြောတဲ့နိုင်ငံမှာမဟုတ်ဘူးတခြားနိုင်ငံတွေပြောလေ့လာနေရတယ်အဲ့လိုမျိုးဆိုရင်တော့ကျမတို့ create environment ပေါ့နော်ဒီလိုမျိုးတကယ် real life environment ပုံစံမျိုးကိုကဖန်တီးယူဖို့လိုပါတယ်ဒါဆိုကိုပတ်ဝန်းကျင်မှာဒီဘာသာစကားကိုပြောနေရသူမရှိဘူးဒါဆိုလို့ရှိရင်ကိုကနေပဲအစားပြုပြီးတော့ဒီဘာသာစကားကိုနေ့စဉ်ကိုရဲ့ပတ်ဝန်းကျင်မှာကြားနေရအောင်ဘယ်လိုဖန်တီးမလဲ